သင်္ခါရလွတ်တယ်ဆိုတာဘာပြောတာတော့ဟိုအများနာလဲအောင်ပြောရမယ်ဆိုရင်ဘယ်နေ့သိမယ်ဆိုတာသိဖို့ဆုံးဖြတ်ထားပဲနော်လူတွေကတော့ကြောက်တယ်လေသိရကြောက်လေသိရမှာပဲသူမြတ်စွာဘုရားတွေကြတော့အာယုသင်္ခါရလွတ်တယ်ဆိုတာဟာဘုရားကိုယ်တော်မြတ်တွေကြတော့ဒီအဋ္ဌိဘတ်၄ပါးလို့ခေါ်တယ်သန္တာဝိရိယစိတ်တဝိမာန်တဒီတရားတွေကိုပိုင်ပိုင်နဲ့ပွားထားလို့ရှိရင်အသက်ဟာအာယုကပြည့်အောင်နေလို့ရတယ်သို့တော့ဖရာတွေရဲ့ထုံတန်းစင်လာရအာယုကတက်တန်းစိတ်အောင်နေလေးမရှိဘူးဂေါတမမြတ်စွာဘုရားပဲကြည့်တက်တရားတန်းမှာ80ပဲနေတယ်နော်80ပဲနေတယ်သို့တော့မြတ်စွာဘုရားတရားပြည့်အောင်နေခြင်းနေလို့ရတယ်အဲ့တော့မြတ်စွာဘုရားဟာဖရာကိုရောမြတ်တွေဟာဘဝမှာအသက်ရှင်နေတာဟာအများအတွက်အသက်ရှင်ဘုန်းကြီးတို့တွေကကိုယ့်အတွက်အသက်ရှင်နေကြတယ်မြတ်စွာဘုရားတွေကအသက်ရှင်တာသူတို့အတွက်တခုမှမပါဘူးလောကသားတို့အတွက်အသက်ရှင်နေတာသူကဘာလို့လို့ဆိုရင်လောကသားတွေအတွက်လှုပ်ရှားရှိတာတွေကိုလှုပ်ပေးဖို့အသက်ရှင်နေတာသူကသူ့အတွက်ဘာမှအသက်ရှင်စရာအကြောင်းမရှိဘူးအဲ့တော့အသက်ဆက်ပြီးတော့နေဖို့ရာအတွက်ဖလတ်သမဘဝင်စားပြီးတော့အသက်ဆက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဂေါတမမြတ်စွာဘုရားဟာလည်း80ကနေနောက်ထပ်အနှစ်20လောက်တိုးပြီးတော့တရားထီအောင်နေလို့ရတယ်လို့သူဆိုတယ်အဲ့တော့မနေတော့ဘူးထုံးစံအတိုင်းပဲနော်ဘုရားတို့ရဲ့တက်တန်းစီပြီဆိုတဲ့အခါမှာဒီအာယုသင်္ခါရဖလတ်သမဘကိုမဝင်စားတော့ဘူးလို့စွန့်လွတ်တာကိုပဲအာယုသင်္ခါရလွတ်တယ်လို့ခေါ်တယ်နော်အာယုသင်္ခါရလွတ်ဆိုလိုတာကတော့အသက်ရှည်အောင်မကြိုးစားတော့ဘူးလို့ဆိုလိုတယ်နော်အသက်ရှည်အောင်မကြိုးစားတော့ဘူးသူ့တဘာဝအတိုင်းထားလိုက်မယ်တော့လူတွေဟာအသက်ရှည်အောင်ကြိုးစားကြခုခေတ်လည်းရှိတာပဲလေအာယုဒီကတို့အသက်ရှည်စေဆိုရင်ကြိုက်တဲ့လူတွေဟာအသက်ရှည်စေလေးစားခြင်းညာအသက်ကရှည်ခြင်းညာအဲ့တော့ရိုးရဆေးလေးနဲ့အသက်ရှည်တဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့ပဲရိုးရမဟုတ်ဘဲနဲ့ယုံကြည်ချက်နဲ့ဓာလုံးထိုးဓာပြားရီရက်နော်ဓာပြားရီရက်အင်းချပြီးတော့အင်းတောက်အသက်ရှည်ချင်တာကိုသို့တော့ရှည်လားလို့ဆိုမရှိဘူးစကိုင်းတောင်ရုံးမှာဆရာတော်ကြီးတစ်ပါးငယ်ငယ်တော့ဘုန်းကြီးတို့နဲ့ရင်းနှီးတာရှိတယ်အဲဆရာတော်ကြီးကဘာလုပ်လဲဓာလုံးလဲထိုးတယ်အင်းချပြီးတော့လဲပြာတောက်တယ်နော်ပြာတောက်တယ်အသက်80လောက်အရွယ်ရောက်တဲ့အခါကျတော့တရက်တော့နေမကောင်းဖြစ်တယ်နေမကောင်းဖြစ်တော့သူအင်းနေတောက်တော့မပြောက်ဘူးမပြောက်တော့ဘာလို့တော့ဆရာဝန်ခေါ်ဆေးထိုးအဲ့ဒါဘုန်းကြီးကသွားမေးတယ်ဆရာတော်နေမကောင်းဘူးဆိုသွားမေးတော့ဆရာတော်ကြီးနဲ့တွေ့တယ်အဲ့တော့အဲ့ရထဲမှာသူအင်အားတွေပြတ်ပြီးတော့အဲ့ရထဲမှာအတန်ရဲရဲလေးရှိတယ်ဘာပြောတော့ဆိုဘေးမှာလက်ဖွဲ့အထုပ်ကလေးတို့ဓာတ်လုံးထိုးထားတဲ့အထုပ်ကလေးဘေးနားမှာချပြီးဒီတစ်ခါငါနေကောင်းရင်တော့ကွာဖះကြိုက်တဲ့အလုပ်ပဲလုပ်ပါတော့မယ်ဒါတွေမလုပ်တော့ပါဘူးအရိမတိယဖះကိုဖူးကျင်လို့ပေါ့အသက်ရှင်ကျင်လို့ဒါတွေကြိုးစားတာပေါ့အခုတော့ငါမလုပ်တော့ပါဘူးဖះကြိုက်တဲ့တရားအလုပ်ပဲလုပ်တော့မယ်လို့ဆိုပြီးအဲ့လိုနေတာပြန်ချမ်းမာလာတဲ့အခါကျနော်လှိုင်ကူထဲဝင်ပြီးတော့နောက်တစ်ခါရှုကဲလှုပ်နေပြန်ဖုံဆွဲနေပြန်အဲ့ဒီချိန်ရောက်သွားတော့ဘယ်နဲ့ဆရာတော်ပြောတော့ကတော့ဘုရားအကြိုက်တာပဲလှုပ်တော့မယ်ခုပြန်ဆွဲနေပြန်မလားလို့ဆိုဘာပြောတော့ဆိုငါကွာတဲ့အောင်တော့မှာတဲ့ဒီဘဝနဲ့အရိမတိယဘုရားဖူးခြင်းလို့ငါလှုပ်နေတာတဲ့ဆိုတော့အသက်ရှည်ခြင်းတာအသက်ရှည်ပြီးတော့အရိမတိယဘုရားဖူးမယ်လို့ယုံကြည်ချက်နဲ့ဒီဘဝဒီခန္ဓာကိုယ်ကြီးနဲ့ဘုရားကိုဖူးလို့ရလိမ့်မယ်လို့ယုံကြည်ချက်နဲ့လှုပ်နေတာတကယ်တော့သက်80ကျော်တွေနောက်ပြန်တော်မူသွားပါလေဖူးရလားမဖူးရလားတော့မသိဘူးနော်လူတွေဟာအဲ့လိုမျောလင်းချက်နဲ့လှုပ်နေတတ်တယ်တက်ရှင်တဘာဝတရားဆိုတာကိုယ့်ကိုယ်ပဲကြည့်ရုပ်ခန္ဓာကိုယ်ရဲ့တဖြည်းဖြည်းအိုးလာတာဘလို့လုပ်ပြီးတက်ရှင်မှာတော့သူပြည့်ချိန်တန်တော့ပြတ်သွားတာပဲလေဘာတွေလှုပ်အိုတဲ့လူကအိုရုပ်ပေါက်လာဓ
ဒါတော့ယုံရသေးတယ်ရှန်ကရီလာသွားနေမယ်ဆိုလို့ရှင်အသက်200အရွယ်ကနေ16နှစ်သမီးလေးဆိုပြီးသဘောပုံမြင်နဲ့ရေးထားရင်အဟုတ်မှတ်ပြီးတော့ယုံကြသေးတာပဲအဲ့တော့လောကကြီးဟာဒီခေတ်ကြီးမှာဒါတွေကတကယ်တော့ရှိနိုင်တာတွေမဟုတ်ပါဘူးယုံကြည်တဲ့လူတွေရဲ့လောကမှာတော့ရှိကောင်းရှိမှာပေါ့တဘာဝတရားရှိရင်မြေမြို့ပြင်ဦးလွင်မှာရှိတဲ့လူတွေရှာကြည့်ပေါ့တွေ့ပဲဆိုလို့ရှိရင်တော့ဝိုင်းမျှကြအောင်ပေါ့အဲ့ကြအဲ့လိုပုဂ္ဂိုလ်မျိုးတကယ်တွေ့ပြီဆိုရင်ပေါ့အဲ့လိုစွန့်လွတ်လိုက်တာကိုအာယုသင်္ခါရလွတ်တယ်လို့ခေါ်တယ်အဲ့တော့ဒီမျိုးသားမြတ်စွာဘုရားအာယုသင်္ခါရလွတ်လိုက်တဲ့အခါမှာကြောက်ခမန်းတိလိမြင်ကလေးကြီးဟာတုန်ဟီးသွားတယ်ဒါကသဘာဝပဲမြတ်စွာဘုရားဒီပြိဋိဘံစမဲ့လို့အာယုသင်္ခါရလွတ်လိုက်ပြီဆိုရင်မြေကြီးကစပြီးတော့ဝမ်းနဲ့ခြေကွဲတဲ့အနေနဲ့တုန်ဟီးသွားတာဂေါရမမြတ်စွာဘုရားအာယုသင်္ခါရလွတ်တော့ကလည်းကဘာမြေကြီးဟာတုန်ဟီးသွားတာပဲအဲ့ဒါလို့ဝိပဿနာမြတ်စွာဘုရားအာယုသင်္ခါရလွတ်တော့လေကဘာမြေကြီးတုန်ဟီးသွားပြီးတော့လူတွေဟာကြောက်လန့်တကြားဆိုရင်သောကတွေဖြစ်ကြတယ်အဲ့ဒီမှာဝိသဝဏမင်းကြီးကဆင်းလာပြီးတော့လူတွေကိုအကျိုးကြောင့်ပြောပြပြီးဖြည့်သိမ့်တယ်မကြောက်ကြနဲ့မြတ်စွာဘုရားအာယုသင်္ခါရလွတ်လိုက်ပြီအဲ့ဒါကြောင့်မို့လို့ဒီမြေကြီးကတုန်ဟီးတာဖြစ်တယ်တခြားအန္တရာယ်တွေမရှိပါဘူးအဲ့ကြတော့လူတွေဟာစိတ်မကောင်းဖြစ်ကြဗျာမြတ်စွာဘုရားပြိဋိဘံစံတော်မတဲ့ဆိုစိတ်မကောင်းဖြစ်ကြ